Hello ဖြူဖြူပါဒီနေ့ကတော့ဖြူဖြူဘာမှချက်မပြပါဘူးစာဘူးတီတော့စမှာပါစာဘူးတီဆိုတာကချင်းယူရဆဆတစ်ခုဖြစ်ပြီးတော့ဖြူဖြူရဲ့အကြိုက်ဆုံးနေတဲ့တစ်ခုပါလုံးဝကို favorite ပဲဟိုးနေတော့ငါဖြူဖြူစာဘူးတီတော့စားတဲ့ post လေးတစ်ခုတင်လိုက်တာပေါ့နော်နေရာမေးကြတဲ့သူတွေများလို့ဒီ blog လေးရိုက်ဖြစ်တာပါကဲ let's go ဖြူဖြူခုသွားမယ့်ဆိုင်လေးကဒေါင်းတောင်းမှာရှိပါတယ်36လမ်းအောက်ဘလောက်မှာပါအနော်ရထားလမ်းနဲ့ဗန်ဒူလာလမ်းကြားပေါ့နော်လမ်းလျှောက်လာမယ်ဆိုရင်တော့အနော်ရထားဘက်ခြမ်းနည်းနည်းပိုနီးပါတယ်ဒီမှာတော့ပေးလေးများပြီးလမ်းလျှောက်နေတော့မှစိုင်းစင်ပုံစင်မိုးတွေရွာချလို့ပြည့်ရပါပြီကဲရောက်ပါပြီရှင်ဆိုင်လေးကတော့ blessing လို့ခေါ်တဲ့ချင်း traditional food ဆိုင်လေးပါသူကဆိုင်ထဲကိုဝင်လိုက်တာနဲ့လုံးဝချင်း vibe အပြည့်ပဲရွေးစာဘူးတီမှာထားတာဖြစ်တဲ့အတွက်စာဘူးတီနဲ့စားဖို့လေးလာချပေးပါတယ်ချင်းရုပ်တီတောင်စားအချိုမုံငရုတ်တီလောအချင်ရေးပေါ့နော်စာဘူးတီပူပူလေးရပါပြီသူကချင်းပြောင်းဘူးကိုလုံးဝနူးအိနေအောင်ပြုတ်ထားတာပေါ့နော်လုံးဝကိုလေပြစ်ထက်အိဆက်နေရပဲကဲဒါလေးကိုဘယ်လိုစားရလဲပြင်ပြမယ်စားထည့်မယ်အချိုမုံထည့်မယ်ငရုတ်လော်မုံထည့်မယ်ကြက်သွန်ထောင်းထည့်မယ်တမယာရည်ညစ်ပါမယ်တမယာဒီကတော့ဖြူအိမ်ကယူလာတာအမဲကြော်ထည့်ပါမယ်နောက်ကတော့ပူပါခြင်းပေါ့နော်အမဲကြော်ကလေနည်းနည်းတော့မာတယ်ဖဲ့လိုက်ရတာကိုကဲရပါပြီစားကြပါအောင်ရှင်ကဲစားချင်တာစားနေရပြီဆိုလို့ရှင်ရုပ်ပေါ်ကဒီဆိုင်မှာကစာဘူးတီကိုအမဲသားနဲ့ရေအမဲဥနဲ့ရေရတယ်ပေါ့နော်တပွဲတပွဲကိုပိုးရှင်းရလဲအများကြီးပါတယ်အသားရလည်းအများကြီးပဲတော်တော်ကိုတန်တယ်စားကြပါဦးဒီကတော့ share ဆွဲပါပြီဒီလိုလေစားဘူးတီကိုဘလို့ကိုကြိုက်လို့ကြိုက်မှမသိဘူးတအားကိုကြိုက်တာပါအမစားပြီးဖြစ်သွားတဲ့ရုပ်ကိုသာကြည့်လိုက်ကြတော့စားဘူးတီကလေဖြူဖြူမမဟုတ်ဘူးဒီလားမုံရမှာတက်ကတူတက်ဖူးတဲ့သူတော်တော်များများကိုကြိုက်ကြတာဖြူဖြူတိတဲ့လောက်တော့လေဒီစားဘူးတီယဉ်ကျေးမှုချင်းပြည်ကနေပြီးတော့မုံရရောက်လာတာဖြူဖြူတွန်းတွန်းကြဲကြဲကိုစားလာကြတာဆယ်စုနှစ်2ခုလောက်တော့ရှိနေတယ်ဒီလောက်စားကောင်းတဲ့ချင်းရိုးရစားစားလေးကိုလေစားတတ်အောင်လို့မလို့စရောင်းပေးခဲ့တဲ့သူတွေကိုလေကျေးဇူးများကြီးတင်ပါတယ်လို့ဖြူစစားဘူးတာတော့ကိုရမ်းနှစ်ပေါ့နော်ဖြူမမလိုက်ကြွေလို့စားဘူးတာအဲ့နောက်ကျတော့အရန်ကိုဆွဆွလန်းလန်းကြိုက်သွားပြီးတော့ဒီတီယူမုံရွာဘက်ကနေပြီးတော့မုံရွာတက်ကတူနောက်ပေါက်ထီကိုအမြဲတမ်းတော့စားတာစားဘူးတီကိုအဲ့နောက်ပိုင်းရန်ကုန်ရောက်လာပြီးတော့စားဘူးတီမစားရမနေနိုင်ဘူးလွတ်ကိုလူးလို့ပေါ့နော်မုံရွာမှာစားဘူးတဲ့ဆိုင်တွေကဒီမှာတော့လာဖွင့်ပေးတယ်ဒါပေမဲ့မကြောက်ဘူးပြန်ပိတ်သွားကြရောအခုတော့ Hidden Treasure လေးတခုတွေ့သွားပါပြီဒီဆိုင်လေးရှိတယ်ဆိုပြီးတော့သတင်းလည်းပေးတယ် recommend လည်းပေးတယ်မောင်လေးလည်းကျေးဇူးများတင်ပါတယ်သူတိတာမကြသေးရတော့မှလေတော့စားဖြစ်တာ4-5ခါလောက်ရှိနေပြီဒီဆိုင်ကကြတော့လုံးဝကိုချင်း traditional ဆိုင်ဖြစ်တဲ့အတွက်ကြောင့်သူကစာဘူးတင်းတွေမကောက်ချင်းစာတွေအကုန်ရတယ်။ချင်းစာတွေတော့ဖြူ try မကြည့်ဘူးသေးဘူးဒီစာဘူးတင်းနဲ့ကောင်းရင်တော့တော်တော်ဖြူလိုပဲစာဘူးတင်းလဲကြိုက်တယ်အမဲသားလဲစားရဆိုတဲ့သူတွေအတွက်တော့ဒီဆိုင်လေးကို try ကြည့်ဖို့ recommend ပေးပါတယ်။ Bye